ကျမရဲ့ပထမဆုံး YouTube မှာတင်တဲ့ဗီဒီယိုလေးကိုလည်းကြည့်ပေးကြပါဦးလောကထွက်ပြီးတော့ပထမဆုံးနေ့ပေါ့နော်ကျမတို့ရဲ့အိမ်ရဲ့ခြေနေရတော့ဒီလိုဖြစ်နေပါတယ်ကျမတို့ခံလက်ရှိခြေနေပါနော်ကျမဘယ်လိုရရှိကျမရဲ့လုံနိုင်ရမှာအတေဟိုရင်ရှင်းမယ်1 2 3这是什么？我说这儿怎么也手帮你来看呀？可能得到夜里皮吧。啥也那么补的。还是跟对面那多。ကျွန်တော်မောတော့ပါပြီဒီနေ့ကျွန်တော်ကြီးထူလိုက်တာပဲနောက်ထပ်ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုတင်ပေးသွားမလဲကျွန်မရဲ့ကြောင်းလေးတွေကိုဘယ်လိုမျိုး sharing လုပ်ပေးသွားမလဲဆိုတာကိုသိချင်လို့ရှင်ဒီဗီဒီယိုမှာ subscribe လုပ်ပေးဖို့မမေ့နဲ့နော် like and follow လည်းပေးခဲ့ကြပါဦးဆိုတော့ထပ်တာပါနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်အားလုံးပဲချစ်တယ်နော်